မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားတင်းကျပ်တဲ့နယ်စပ်ဖြစ်တဲ့ MDL တို့မတော်တဆဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့တောင်ကိုရီးယားကျောင်းသူတဦးကိုမြောက်ကိုရီးယားစစ်တပ်ကဖမ်းဆီးခဲ့သည့်ဒီရုပ်ပုံကပေါက်ကြားသွားခဲ့တယ်ရှင်။ဒီဖြစ်ရပ်ကနိုင်ငံကြားတင်းမာမှုများကိုမြင့်မားစေပြီးတော့နိုင်ငံရေးအသုံးချမှုလည်းဖြစ်နိုင်ခြေရှိပါတယ်။ဖြစ်စဉ်က2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့တွင်အသက်19နှစ်အရွယ်တောင်ကိုရီးယားကျောင်းသူဂျင်ဂျီယွန်းကတခြားကျောင်းသူ2ဦးနဲ့အတူနယ်စပ်စီးမင်းကိုကြော်ဖြတ်ခဲ့ပါတယ်။ကျန်2ဦးမှာထွက်ပြေးလွတ်မြောက်သွားပြီးဂျင်ဂျီယွန်း2ဦးသာမြောက်ကိုရီးယားစစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံခဲ့ရပါတယ်။တောင်ကိုရီးယားစစ်ဘက်နယ်စပ်အရာရှိ2ဦးကဖြစ်ရပ်ကိုအတည်ပြုခဲ့ပါတယ်။ကိုရီးယားကျွန်းဆွယ်ကကမ္ဘာပေါ်တွင်စစ်ဘက်တပ်ဖွဲ့များကအတင်းကျပ်ဆုံးချထားတဲ့ဒေသဖြစ်ပြီးအရသာတဦးကဖြတ်ကျော်လိုက်တာနဲ့တင်းမာမှုဖြစ်သွားနိုင်ပါတယ်။အမေရိကန်ဒါမှမဟုတ်တောင်ကိုရီးယားနိုင်ငံသားတဦးမှမြောက်ကိုရီးယားထဲသို့ဖြတ်ကျော်ဝင်ရောက်ခြင်းသည်အထူးကိုရှားပါတဲ့ဖြစ်ရပ်ဖြစ်ပါတယ်။ဒါပေမဲ့မြောက်ကိုရီးယားဘက်မှတရားဝင်ထုတ်ပြန်ထားခြင်းမရှိပေမဲ့တောင်ကိုရီးယားအစိုးရကကျောင်းသူကိုလွှဲအပ်ပေးရန်အတွက်မြောက်ကိုရီးယားနဲ့ဆက်သွယ်ဆွေးနွေးမှုများစတင်နေပြီဖြစ်ပါတယ်။တောင်ကိုရီးယားကလည်းသူတို့ရဲ့နိုင်ငံသားကိုအမြန်ဆုံးဘေးကင်းစွာပြန်ခေါ်ဆောင်နိုင်စေရန်တန်တမန်နီလန်များကိုအသုံးပြုရန်စ조사မည်ဟုကတိပြုထားပါတယ်။ကဲကောင်းမလေးကချောချောလေးနော်တနာစရာလေးပါရှင်။သူတို့ကကလေးတွေဆိုတော့သူတို့တကယ်ပဲမတိလို့လားဒါမှမဟုတ်ဒီစီမင်းစီကန်းကိုသူတို့မတိပဲနဲ့သွားမိသွားတာလားဒါမှမဟုတ်တိရဲနဲ့သွားတာလားတော့ကျမတို့မသိနိုင်ဘူးပေါ့နော်။ဟုတ်ကဲ့ဒီနေ့ reaction လေးကဒီတောင်ကိုရီးယားနဲ့မြောက်ကိုရီးယားမှာဖြစ်သွားတဲ့တင်းမာမှုကိုပြန်ပြီးတော့ reaction လုပ်ပေးတာပဲဖြစ်ပါတယ်ရှင်။နောက်ဆင်ပေးကြတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဟုတ်ကဲ့ဒါဆိုနောက်ထပ် reaction မှာပြန်လို့ဆိုတွေ့ကြရအောင်နော်။ Bye bye